안녕하세요. 디니어로 D4 ဆက်ပြီးတော့ ကြည့်မယ်ပေါ့နော်. အရှိပိုင်းမှာလွယ်ခဲ့တလောက် အနောက်ဘက်ရောက်လာတော့ နည်းနည်းလေး ခက်တဲ့စကားလုံးကြီးစပြီးတော့ပါလာတယ်. ဆိုတော့ဒီနေရာမှာဆိုရင်ဘာတွေစပြီးတော့ပါလာမလဲဆိုလို့ရှိရင်တစ်ချက်ကြည့်ကြည့်ရအောင်. ဒီမှာပေါ့နော်. meaning အသစ်လေးတွေတော်တော်လေးပါလာတယ်. တွေ့လိမ့်မယ်ပေါ့နော်. ကဲအဲ့ဒါဆိုတစ်လုံးချင်းစီကိုပြန်ပြီးသွားကြည့်ရအောင်. အဲ့တော့မအားတဲ့လူတွေကတစ်လုံးချင်းစီကိုကြည့်ပြီးနားထောင်ပြီးတခါတည်းလိုက်ရေးမယ်. ပြီးရင်အားတဲ့လူတွေကနောက်ကဗီဒီယိုဆက်ပြီးတော့ကြည့်ပေါ့နော်. ဖြစ်နိုင်တော့နောက်ကဗီဒီယိုတွေကိုဆက်ပြီးကြည့်စေချင်တယ်. ဒါမှဒါ meaning တွေကိုဘယ်လိုသုံးသွားလဲဆိုတော့နည်းနည်းသတိထားမိမှာပေါ့နော်. ပြီးတော့ဝါကျလေးတွေလည်းကိုယ်တိုင်ဖွဲ့စေချင်တယ်ပေါ့နော်. ဒါကတော့လိုက်ပြီးတော့မပြောတော့ဘူးဆိုတာကအားတဲ့လူလည်းရှိတယ်မအားတဲ့လူလည်းရှိတယ်. တကယ်တော့စာလုပ်တဲ့အခါမှာ meaning အတွက်အကောင်းဆုံးနည်းကဝါကျပြန်ပြီးတော့ဖွဲ့ကြည့်တာအကောင်းဆုံးပဲပေါ့နော်. အဲ့ဆိုဒီမှာနံပါတ်1မှာဆိုသူကဘာပေးထားလဲဆိုရင် 소개하다 မိတ်ဆက်သည် 소개하다가မိတ်ဆက်သည် introduce လုပ်ပေးတယ်တခုခုကိုပြောပြပေးတယ်ရှင်းပြပေးတယ်ပေါ့နော်. မိတ်ဆက်တဲ့အခါမျိုးမှာ 소개하다နဲ့သုံးတယ်. နောက်တစ်ခုကတော့ 역할ကတော့ဒါကကျတော့သူကဒီကဏ္ဍပေါ့နော်. အခန်းကဏ္ဍ. ဒါပေမဲ့စလုံးစလုံးစင်ရေးမရအောင်ဖြစ်နေတဲ့အတွက်ကြောင့်မလို့အခန်းတစ်ဝက်နဲ့ပဲချလိုက်မယ်ပေါ့နော်. အခန်းကဏ္ဍလို့ရေးပေးရမှာနော်. အခန်းကဏ္ဍ. စလုံးစင်ကရေးမရအောင် ကကြည့်ရယ်နကြည့်ရယ်. ခဏလေး. role ပေါ့နော်. အခန်းကဏ္ဍဆိုတဲ့အဓိပ္ပာယ် စလုံးစင်ကရေးမရနေပါ. 일반적ကကျတော့တာမန်ကိုပြောတာ. 일반적ဆိုတာပုံမှန်အားဖြင့်တာမန်အားဖြင့် 일반이အဓိပ္ပာယ်တာမန်ကိုပြောတာ. အဲ့တော့တာမန်အားဖြင့်ဆိုတဲ့အဓိပ္ပာယ်ပေါ့. သူက 일반적으로နဲ့လာတယ်. သူက job အဓိပ္ပာယ်ပေးထားတယ်ဆိုပေမဲ့တကယ်တမ်းသူ့ကိုသုံးတဲ့အခါကျလို့ရှိရင် 일반적으로, 일반적이다,တာမန်ဖြစ်သည် ဒီလိုမျိုးတွေယူသုံးတယ်ပေါ့နော်. နောက်တစ်ခုက 입장ကကျတော့ ဝင်ပေါက် ဝင်ခြင်းပေါ့နော်. ဝင်ရောက်တာကို ဝင်ပေါက်က 입구, 입장ကဝင်ရောက်ခြင်း. ဝင်ရောက်ခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်မယ်. နောက်တစ်ခုကကျတော့ 자료.자료ကကျတော့ဒီလိုအပ်တဲ့စာရွက်စာတမ်းကိုပြောချင်တာပေါ့နော်. ကိုမီညမ်းလို့ရတဲ့စာရွက်စာတမ်းတွေကို 자료လို့ခေါ်တယ်. အဲ့တော့သူ့ကိုဘာသာပြန်ရင်တော့ စာရွက်စာတမ်းလို့ပဲဘာသာပြန်လိုက်မယ်. တကယ်တော့လိုအပ်တဲ့စာရွက်စာတမ်းတွေ မြင်ညမ်းလို့ရတဲ့စာရွက်စာတမ်းတွေကိုပြောချင်တာ. data တွေပေါ့နော်. နောက်တစ်ခုကကျတော့ 제품.제품ကတော့အရှိရာသင်ခဲ့တဲ့မျိုးပဲ 품ပါပြီဆိုရင်ပစ္စည်းကိုပြောချင်တာများတယ်. ဒါကြောင့် 제품ဒီလည်းကုန်ပစ္စည်းပဲ. နောက်တစ်ခုက 주변. 주변ကကျတော့သူကဘာကိုပြောတာလဲဆိုတော့ ပတ်ဝန်းကျင်ကိုပြောတာ. ပတ်ဝန်းကျင်. 주변 사람, 주변에 있는ဒါမျိုးတွေအရင်လာတယ်ပေါ့နော်. ဇာတ်ပင်မှာ. အဲ့တော့ 주변ကပတ်ဝန်းကျင်. 주의사항. 주의사항က 주의야သတိထားတာ. 사항က အကြောင်းအရာကိုပြောတာ. အဲ့တော့သတိပြုရမယ့်အချက်ပေါ့. အဲ့လိုဘာသာပြန်တယ်. သတိပြုရမယ့်အချက်. နောက်တစ်ခုက 피해. 피해ကလည်းခဏခဏပါပါတယ်. အဲ့ဒီ 하다. 해ပါပြီဆိုတော့ ထိခိုက်ပျက်စီးမှုတွေကိုပြောတာများတယ်. အဲ့ဒါကြောင့် 피해가လည်း ထိခိုက်ပျက်စီးမှု. ထိခိုက်ခြင်းပေါ့. ထိခိုက်ပျက်စီးခြင်း. နောက်တစ်ခုက 부탁ကကျတော့ တောင်းဆိုခြင်း အကူအညီတောင်းခြင်းရတယ်. ကဲနောက်တစ်ခုဆက်သွားရအောင်.နောက်နံပါတ် 11က 고르다. ဒါတော့မိခွန်းမှာတင်ပါတယ်. 고르십시오. ရွေးချယ်ပါဆိုတဲ့ 고르다. ရွေးချယ်သည်. နောက်တစ်ခုကကျတော့ 돌아가다. ပြန်သွားသည်. ပြန်သွားသည်. 돌아가세요. ပြန်သွားလိုက်တော့. နောက်တစ်ခု.နောက်တစ်ခုက 들어오다. 들어오다가ကျတော့ ဝင်လာသည်. 들어가다ဆိုရင် ဝင်သွားသည်. ဒါက 들어오다 ဆိုတော့ ဝင်လာသည်. 사고가ကျတော့ ဒီ accident ပေါ့နော်. ဘယ်လိုပြောမလဲ. မတော်တဆမှုလို့ပြောမှာပေါ့နော်. မတော်တဆမှု. ဒီယဉ်တိုက်မှုတွေ accidents တွေဒီလိုမျိုးတွေနဲ့ပတ်သက်ပြီးတော့သုံးတာ. accidents ပေါ့နော်. မြန်မာလိုဆိုရင်တော့မတော်တဆမှုဆိုနည်းနည်းတစ်မျိုးဖြစ်နေတယ်. 소리가တော့အတန်ကိုပြောတာပါ. 연락하다တော့ဆက်တွဲသည်ပေါ့နော်. အတန်ထွက်ရင်တော့ 열 လို့အတန်ထွက်ပါတယ်. 연 လို့မထွက်ပါဘူး. 연락하다. လတ်တဲ့အတန်လေးနဲ့ထွက်တယ်ပေါ့နော်. ဆက်တွဲသည်. နောက်တစ်ခုကတော့ 모습. 모습ကကျတော့ဒီပုံစံပုံသဏ္ဍာန်ကိုပြောချင်တာ. မြန်မာလိုဆိုရင်ပုံပန်းသဏ္ဍာန်ပေါ့. ပုံပန်းတွင်ပြင် ဒါမှမဟုတ်ရင်ပုံပန်းသဏ္ဍာန်လို့ရေးတယ်. နောက်တစ်ခုက 오래되다. အချိန်ကြာသည်. အချိန်ကြာမြင့်တယ်. အချိန်ကြာမြင့်တယ်ဆိုတာလေဘယ်လိုမျိုးလဲဆိုတော့ ဟောင်းနေတဲ့အခြေအနေမျိုးကို ကြာနေတဲ့အခြေအနေမျိုးကိုပြောတာ. ဥပမာ စောင့်ရတာကြာတာဘာညာ အဲ့လိုမျိုးပြောချင်တာမဟုတ်ဘူး. ဒါက 오래되다. ဆို ဥပမာ 이 역사는 오래됐어요. ဒီသမိုင်းကတော်တော်လေးအချိန်ကြာမြင့်ပြီ. အဲ့လိုအဓိပ္ပာယ်မျိုးပြောတာပေါ့နော်. ဒီအိမ်ကြီးက 오래돼요.
올해 된 집이에요. 도돌이 칭자민이래 인피대 도돌이 오하운이래 인피대 뭐 원인과 저러 아장 야채 이유리네 생두려 보노 아장이 아장 야채 reason ကိုပြောတာပါနောက်တစ်ခု in ပါလို့ရှိရင်လူကိုပြောတာများတယ်အဲ့တော့ ingan ကတော့လူသားပေါ့နော်ဆိုတော့ ingan 관계도 ingan ingan 관계 ပြီးမှရှိသေးတယ်인간 관계ပြီးများတော့များတယ်ပေါ့နော် ingan ဆိုရင်လူကိုပြောတာလူနဲ့ပတ်သက်တဲ့ meaning တွေလည်း topic မှာအများကြီးပဲ ilda ကကျတော့ဆုံးရှုံးနေ 건강을 잃다 ကျန်းမာရေးကိုဆုံးရှုံးနေတာမျိုးပေါ့ပြီးနောက်တစ်ခုကကျတော့ဗာလဲဆိုတော့ 자리야 니야 ခုတနေ့ကတော့ပါလိုက်သေးတယ် 일자리ဆို 일가 အလုပ် 자리가 니야 일자리 ဆိုတော့အလုပ်နေရအလုပ်လုပ်တဲ့နေရပေါ့အလုပ်လုပ်တဲ့နေရဆိုတော့ကလေဟိုထိုင်နဲ့ထိုင်ကုန်ကိုပြောချင်တာမျိုးမဟုတ်ဘူးเนาะနေရတစ်ခုခုကိုပြောချင်တာထိုင်နဲ့ထိုင်ကုန်ကကျွန်တော် sock နဲ့ပဲပြောတယ် sock လို့လည်းပြောလို့ရတယ် 자리 လို့လည်းပြောလို့ရတယ်ဒါပေမဲ့တကယ်တော့ 자리 လို့ပြောလိုက်ရင်သူကနေရကိုပြောချင်တာ조사하다ကကျတော့စစ်တမ်းကောက်တယ် 주민ကကျတော့ပြည်သူဆိုတာအဲ့ဒီ data မှာနေတဲ့ data ခံလို့လည်းဘာသာပြန်လို့ရတယ်ဒါမှမဟုတ်ရင်ပြည်သူလို့လည်းဘာသာပြန်ကြတယ် data ခံပြည်သူပေါ့နော်နေထိုင်နေသူအဲ့ဒီနေရာမှာနေထိုင်နေသူဆိုတာနောက်တစ်ခုmeaning လေးနည်းနည်းစခတ်လာရနော်ပြီးတော့ခြားရည်ကကျတော့ကွာခြားချက်ခြားနာချက်ခြားနာမှုခြားရည်ကဤလားခြားနာမှု책임ကကျတော့တာဝန်ယူမှုတာဝန်ခံမှု책임을 지다ဆိုရင်တာဝန်ယူတယ်တာဝန်ခံတယ်ပေါ့행동하다ဆိုရင်행동ရဲ့အဓိပ္ပာယ်ကအပြုမှုကိုပြောတာ행동하다ဆိုလို့ရှိရင်အပြုမှုဆောင်ရွက်သည်ဆိုတဲ့အဓိပ္ပာယ်ပြုလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပြုမှုဆောင်ရွက်သည်တစ်ခုခုကိုဆောင်ရွက်တယ်ဆိုရင်행동하다ပြုမှုဆောင်ရွက်သည်확인하다ကျတော့သူစစ်ဆေးသည်ဘောင်းကိုကတော့ကြော်ညာနောက်တစ်ခုက급하다ကအလင်းလို့ဒီ성격이 급하다လို့ဘာလို့ကြားဖို့မဲ့ထင်တယ်အဲ့ဒီက급하다အဲ့လိုစိတ်မြန်လက်မြန်ဖြစ်တာမျိုးကတုံးတာပေါ့နော်성격이 급하다ဒီမှာတော့급하다ကအလင်းလို့တာပဲ시르시하다ကလက်တွေ့ဆောင်ရွက်တယ်ရိုးဆောင်ရွက်တာမဟုတ်လက်တွေ့ကိုဆောင်ရွက်တာအဲ့လိုတွေပဲ작품ကကျတော့အနုပညာလက်ရာလို့ဘာသာပြန်တယ်ဒီအနုပညာရှင်ဆိုတာကလေဟိုတယောက်ဆောင်မင်းသားမင်းသမီးတွေကိုပြောတာမဟုတ်ဘူးပကြီးဆရာတို့ဓာတ်ပုံဆရာတို့အနုပညာနဲ့ပတ်သက်ပြီးတော့လောက်ကင်နေတဲ့လူတွေကသူတို့ဖန်တီးထားတဲ့လက်ရာတွေကို 작품 လို့ခေါ်တယ်ဒါကြောင့် 작품 ရဲ့အဓိပ္ပာယ်ဒီတချို့နေရာမှာစာအုပ်ဖြစ်သွားနိုင်ပြီတချို့နေရာမှာဝတ္ထုဖြစ်သွားနိုင်ပြီတချို့နေရာမှာဇာတ်ညွှန်းဖြစ်သွားနိုင်တယ်တချို့နေရာမှာပကူးဖြစ်သွားနိုင်တယ်အမျိုးပေါ့နော်အဲ့ဒီကတော့အနုပညာရှင်တယောက်ကဖန်တီးထားတဲ့လက်ရာကို 작품 အနုပညာလက်ရာလို့ခေါ်တယ်ဥပမာပကြီးကားတို့ပကူးတို့ဒီဝတ္ထုတို့ဇာတ်ညွှန်းတို့စသဖြင့်ပေါ့နော်နောက်တစ်ခုက적구적ဆိုတာကကျတော့တက်ကြွဆိုတာသူက적구적လို့နဲ့တော့မှာနော်적구적လို့ဆိုရင်တက်ကြွဆိုတာဖြစ်သွားလိမ့်မယ်적구적ဆိုရင်တက်ကြွတော့ဆိုတဲ့အဓိပ္ပာယ်လောက်ပဲဖြစ်မှာပေါ့နော်တက်ကြွခြင်းနဲ့သက်ဆိုင်တော့တက်ကြွတော့အဲ့လိုအဓိပ္ပာယ်ပဲဖြစ်လိမ့်မယ်ကဲဒါဆိုရင် meaning အားလုံးပြီးသွားပြီဆိုတော့အချောင်းချင်းစီသွားပြီးလေ့လာကြည့်မယ်ဆိုဒီဖို့ဆိုခဲ့ရတာမိတ်ဆက်ပြီးတယ်ဆိုခဲ့ပါတာဆိုလို့ရှိရင်သူကမိတ်ဆက်ခံရတယ်ပေါ့နော်ဆိုခဲ့တယ်ဒါဆိုရင်မိတ်ဆက်လိုက်တယ်ဒီလိုအဓိပ္ပာယ်မျိုးပေါ့နော်သူကတော့ထွဲတာနဲ့ဟာတာကကျတော့လေဘာကွာလဲလို့ပြောလို့ရှိရင်အဓိကတော့ particle ပဲဟာတာတွေကအရှေ့ဘက်မှာ ega တွေနဲ့တွဲသုံးပြီးတော့sorry တွေနဲ့တွဲသုံးပြီးတော့ထွဲတာတွေက ega နဲ့တွဲသုံးတယ်အဲ့ဒီကွာခြားချက်လေးပေါ့နော်တချို့နေရာမှာကိုပြပြရှိပြီးမယ်တချို့နေရာမှာတော့အဓိပ္ပာယ်လေးတွေဆင်တူတယ်အရှိရ particle လေးပဲကွာသွားတာပေါ့နော်အဲကြောင့်အရင်ကြီးတော့စိတ်ပူစရာမလိုပါဘူးreading များများဖတ်လို့ရှိရင်တော့ data နဲ့ hata သဘောတရားနားလည်လာလိမ့်မယ်တချို့နေရာမှာတော့သူကတော့ passive form ပုံစံနဲ့သုံးရတာပေါ့နော်여러분께 이번에 새로 나온 상품을 소개하도록 하겠습니다. 이နေရာမှာဆိုတွေ့လား 소개하다 ဆိုရင်အရှိဘက်က particle က 으르 နဲ့တွေ့သုံးတယ် 여러분은 어디တစ်ခါအတစ်ထွက်တဲ့ပစ္စည်းလေးတွေမိတ်ဆက်ပေးပါမယ်နောက်တစ်ခုက 역할ကကျတော့အခန်းကဏ္ဍ어떤 역할을 맡고 있는지 최선을 다해야 있든지 최선을 다해야 한다고 생각합니다. 배အခန်းကဏ္ဍ 배 야두 배 니야오 배တာဝန်ယူထားရပါစေအကောင်းဆုံးလုပ်ရမယ်ဆိုတာဆိုပြီးတော့တွေ့ပါတယ်တဲ့일반적ကတော့တာမန်အားဖြင့်ပေါ့နော်
일반적으로 남성보다 여성의 수명이 길다고 한다. 다만 아핀, 뻔만 아핀, 아묘다리, 아묘드미리의 수명과 아따가 보비로 시래로 표말해. 나르가루가 일반인ဆိုလဲအတူတူပဲခုနကပြောလိုက်တယ်လीเนาะ 인간နဲ့ပတ်သက်ပြီးဆိုလို့ရှိရင်in နဲ့ပတ်သက်ပြီးဆိုရင်လူလို့ပြောခဲ့တယ်ဥမာ 한국인 တို့ဟုတ်နော် 외국인 တို့ဒါတွေဆိုလို့ရှိရင် in နေပါတယ်အဲ့ပြီးလို့ရှိရင်နောက်တစ်ခုဘာတင်ခဲ့တယ်လဲ ingan တင်ခဲ့တယ် ingan မှာဆိုလို့ရှိရင်လဲဘာပါလဲ ingan မှာဆိုလို့ရှိရင်လဲအဲ့ဒီဟိုလူသားဆိုတဲ့စကားလုံးပါတယ် in ပေါ့နော်အဲ့တော့ 일반인 ဆိုရင်ရိုးရိုးတာမန်လူတွေကိုပြောချင်တာပေါ့နော်ပြီးနောက်တစ်ခုက 일반화 လုပ်တယ်ဆိုတော့ကကျတော့ तू ကအဲ့လိုတိတိကျကျပြောတာမျိုးမဟုတ်ဘဲနဲ့ရေဘူးရအားဖြင့်ခြုံပြောတဲ့အခါမျိုးမှာ 일반화 하다 ဒီလို meaning နေလာတယ်ပေါ့နော်အဲ့တိတိကျကျမဟုတ်ဘဲနဲ့ပြောတာအဲ့လိုခြုံငုံပြီးတော့ပြောတာမျိုးပြောချင်တာနောက်တစ်ခုက 입장ကကျတော့ဒီဝင်ရောက်ခြင်းပေါ့ 콘서트장 입장 시간이 거의 다 되었네요. 콘서트고 ဝင်ရောက်တဲ့အချိန် concert ပွဲတွေပေါ့နော် concert ပွဲတွေကိုဝင်ရောက်တဲ့အချိန် 거의 다 됐네요. ဆိုတော့ရောက်ခါနီးပြီပဲပေါ့ 입장권 ကတော့လက်မှတ်နဲ့ပတ်သက်ပြီးသုံးတာဆိုတော့ဝင်ခွင့်လက်မှတ်ပေါ့ 입장하다 ဆိုရင်ဝင်ရောက်ဒီ 입장료 ဆိုရင်ဝင်ကြေးဒီဆိုရင်ပတ်စံနဲ့ပတ်သက်တယ်လို့ပြောဘူးလေနော်နောက်တစ်ခုကတော့ 자료 ဒီ dio ကတော့ပတ်စံမဟုတ်ဘူးเนาะသတိထားမယ် 자료 ကတော့စာရွက်စာတမ်းအနေနဲ့ပတ်သက်ပြီးသုံးတာ report 자료를 찾기 위해ဒီ도서관에 가요. report ဆိုတာကမြန်မာလိုဆို assignment လိုပုံစံမျိုးပေါ့နော် report တွေဘာတွေတင်ရတာပေါ့အဲ့လို report တွေတင်ဖို့အတွက်မြင်ញ្ញမ်းမှုစာရွက်စာတမ်းတွေကိုရှာဖွေဖို့ 도서관ကိုသွားတယ်။နောက်တစ်ခုဆက်သွားမယ်။နောက်တစ်ခုကတော့ဘာပြောထားတယ်လဲဆိုရင် 제품가 저러 공비씨. 제품의 홍보는 인터넷을 활용하는 것이 좋겠습니다. 공비씨 요전이라가로 promotion လုပ်တာပေါ့နော် 홍보 လုပ်တယ်ဆိုတော့ promotion လုပ်တယ် promote လုပ်ဖို့အတွက်ကကျတော့ 인터넷 고 어떤 뷰라가 보비어 가운데 주변과 빠wen지 학교 주변에 있는 맛있는 식당을 소개해 주세요. 장에 빠wen지 마시래 야라시래 사다우상고 메시비바 주변 환경 소인 비빠wen지 연결하거나 주위 사항과 다음에 드리뷰함의 책 이번 대회 참가자들은 주위 사항을 잘 확인해 주세요. ဒီတစ်ခေါက်ပြိုင်ပွဲဝင်တွေက참가자ဆိုပါဝင်ဆင်နွှဲတူเนาะအဲ့တော့ပါဝင်တဲ့သူတွေကတတိပြုရမယ့်အချက်လေးတွေကိုတေချာစစ်ဆေးပေးပါဖတ်ပေးပါလို့ပြောတာပေါ့နော်ဂျူရီကတော့တတိပြုခြင်းဂျူရီဟာဒါဆိုရင်တတိပြုဒီဂျူရီတွေဂျူတာဆိုလို့ရှိရင်တတိပြုခြင်းကိုပေးဒီဆိုတော့ဟိုတတိပေးဒီပေါ့နောက်တစ်ခုကဂျူရီယောက်ဆိုတာကကျတော့ဒီဂျူရီယောက်နဲ့ပတ်သက်ပြီးပြန်ပြောပြမယ်နော်ဂျူရီကကြတော့ခုနကပြောတယ်တတိနဲ့ပတ်သက်ပြီးသုံးတာလျော့ကကြတော့အာယုံခံစားနိုင်တယ်ပြောချင်တာဖြစ်တဲ့အတွက်ကြောင့်မို့သူက attention ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်သွားတယ်ပေါ့နော်ဂျူရီယောက်အဲ့လိုစကားလုံးတွေကအများများတယ် dictionary မှာတွားချလို့ရှိရင်တော့မှနည်းနည်းဘာသာပြန်ရခက်တဲ့စကားလုံးတွေမျိုးပေါ့နော်ဘာကြောင့်လဲဆိုတော့ကိုရီးယားမှာဆိုအဲ့ဒီ song နဲ့ပတ်သက်တာတွေလျော့နဲ့ပတ်သက်တာတွေကဒီ topic မှာတအားတွေ့တဲ့စကားလုံးတွေမြန်မာလိုအနည်းဆုံးဘာသာပြန်လို့ရှိရင်နည်းနည်းဘာသာပြန်ရခက်တယ်အဲ့ဒါပြောတော့ဘာလို့ရလဲဆိုရင်သူတို့ရဲ့ meaning လေးတွေကိုတိထားအောင်လုပ်ဖို့လိုအပ်တယ်ပေါ့နော် diok ဆိုလို့ရှိရင်သူကလုံနိုင်စွမ်းအောင်ပြောချင်တာလုံနိုင်စွမ်းဒီတခုခုအားအင်ဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့ဆိုရင် jury diok ဆိုလို့ရှိရင်ဒီတခုခုကိုပဲဒီလိုအာယုံဆိုင်တယ်ဆိုတဲ့စွမ်းအင်အားအင်ကို jury diok ကိုသုံးတာပေါ့နော်မြန်မာလိုပြောလို့ရှိရင်အရင်ရှိပါလေဟုတ်တယ်မလားနောက်တစ်ခုက jury high jump တတိထားရမယ် jump ကတော့အချက်ပေါ့နော်ပြီး jury တွေ kiuri တာဆိုတာ kiuri တာရဲ့အဓိပ္ပာယ်တခုခုကိုအာယုံဆိုင်တာပြောချင်တာဆို jury တွေ kiuri တာဆိုတော့ဒီတတိထားပြီးအာယုံဆိုင်တယ်တတိပြုတယ်အဲ့လိုအဓိပ္ပာယ်မျိုးဖြစ်သွားလိမ့်မယ်ပေါ့နော်နောက်တစ်ခုကဖိဟဲကကျတော့ထိခိုက်ပျက်စီးမှုကိုထိခိုက်နစ်နာမှုတွေကိုပြောတာအဲကြောင့်ဖိဟဲဂျာလို့ပြောလိုက်ရင်ဂျာကလည်းလူကိုပြောတာလေဖိဟဲဂျာလို့ပြောလိုက်လို့ရှိရင်ထိခိုက်ဟိုနစ်နာတူလို့သုံးတယ်လေဘာလို့ဆိုတော့ဖိဟဲရဲ့အဓိပ္ပာယ်ထိခိုက်တာပျက်စီးတာကိုပြောတာမို့လို့다른 사람에게 피해를 주지 않기 위해 노력해야 합니다. တခြားလူတွေကိုထိခိုက်ပျက်စီးအောင်မထိခိုက်အောင်ထိခိုက်မှုမပေးနိုင်အောင်ကြိုးစားရပါမယ်နောက်တစ်ခု 부탁 အကူအညီတောင်းတာ 아이의 부탁대로 맛있는 케이크를 사서 집에 들어왔다. ကလေးရဲ့တောင်းဆိုချက်အတိုင်းအရသာရှိတဲ့ကိတ်ကိုဝယ်ပြီးအိမ်ကိုပြန်လာတယ် 부탁하다 ဆိုရင်တောင်းဆိုတယ် 고르다 ကတော့ရွေးချယ်သည်ပေါ့နော် 친구 선물을 고르느라고 하루 종일 명동을 돌아다녔다. တငယ်ချင်းရဲ့လက်ဆောင်ကိုရွေးနေရင်းနဲ့တနေ့ကုန်ရွေးနေတာကြောင့်တနေ့ကုန်မြောင်တုံးကိုဟိုပတ်ဒီပတ်ပတ်ခဲ့တယ်ပေါ့နော်နောက်တစ်ခုကဒိုရာဂါတာဆိုတော့ပြန်သွားတယ်ထောင်းမိုင်တယ်ကိုရငယ်ဒိုရာဂါရဲ့ရေကြုံရေရောမိုင်ကအစုံကိုပြောတာနောက်လကုံပေါ့နောက်လကုံမှာမွေးရမြေကိုပြန်မှုစီစဉ်တာပါတယ်ရေကြုံရေရောကစီစဉ်ထားတာကိုပြောတာနော်ဒိုရာအိုတာကတော့ပြန်လာတာ
빈 들어오다가 win라래 집에 들어오되 사과 좀 사와 앵무별날에 가자 반딜리리 왜게 들어가다 소인 win라디 들어오다 소인 win라디 그리고 들어서다 소인 win라라ပဲเนาะနောက်တစ်ခု사고가 저러 accidentအနေနဲ့ပတ်သက်ပြီးတော့နော် 집에 오는 길에 교통사고가 나서 병원에 갔다.အိမ်ကို ပြန်လာတဲ့လမ်းမှာ accident ဖြစ်သွားလို့ဆေးရုံကိုသွားခဲ့တယ် 사고 경위가 저러 ဒီအချက်လက်နဲ့ပတ်သက်ပြီးတော့ပြောပြတာပေါ့နော်အဲဆိုတော့ 사고 경위 ဆိုလို့ရှိရင်ဒီ accident ဖြစ်တဲ့အသေးစိတ်အကြောင်းရင်းကိုပြောတာပေါ့နော်အသေးစိတ်အကြောင်းအရာကိုပြောတာ 사고가 나다 ဆိုရင် accident ကဖြစ်ပွားတယ်လို့သုံးတယ်ပေါ့နောက်တစ်ခု15 소리 하러 왔다. 방 밖에서 갑자기 이상한 소리가 들어서 깜짝 놀랐다. 밤에 밖에서 야배 빈밤아 갑자기 여기에지 이상한 소리가 들어서 투산에 애단을 잘라야로 깜짝 놀랐다. 여기에지 란말 소리치다 소리 애단에 어래 소리를 지르다 소리는 어라왜 보노 소리가 나다 소리 애단 트러블 비 연락하다에 대비하여 셋웨디고 고향에 계신 부모님께 자주 연락해요. 모임이 시의 미발이오 무자카나 셋웨라 연락소인 셋웨진 연락처소인 셋웨의 폰 넘버 연락기 오다소인 셋웨라리 연락기 주다소인 셋웨비야 뭐노 연락기 주세요. ကျမကို 셋웨လိုက်ပါအဲ့လိုတွေပေါ့နော် 모습 가지고 뻥만 တွင်ပြင် 뻥드랑 어디 뻥만 တွင်ပြင် 뻥만 드랑 뭐노 아이가 자는 모습을 보면 그렇게 예쁠 수가 없어요. ကလေးက အိတ်နေတဲ့ပုံစံကိုကြည့်လိုက်လို့ရှိရင်ဘာလို့အဲ့လောက်တောင်လာတာလဲပေါ့နော်အဲ့လောက်ထိလာစရာအကြောင်းမရှိဘူးဆိုတော့အရန်လာတယ်လို့ပြောချင်တာပဲနော် Okay အမှတစ်ချက်ပြောပြရမှာက motif မိုးရမ်းကိုမားမှာဆိုလို့မိုးရမ်းကပစ္စည်းတွေရဲ့ပုံစံတဲ့ဟိုလေးတောင်လားအဝိုင်းလားဒီလိုပုံစံမျိုး motif ကကျတော့ဒီလူတွေရဲ့ physical appearance နဲ့ပတ်သက်ပြီးတော့သုံးတာနော်နောက်တစ်ခုဆက်သွားမယ်နောက်တစ်ခုက 오래 되다အချိန်ကြာမြင့်တာပေါ့နော် 오래 된 물건은 버리지 말고 재활용합시다 အချိန်ကြာမြင့်နေပြီဖြစ်တဲ့ပစ္စည်းတွေကိုမပစ်ဘဲနဲ့ပြန်လည်အသုံးပြုကြရအောင် 오래야 오하나 နော် 오랫동안 ဆိုတော်တော်ကြာအောင်오래 ဆိုရင်အကြာကြီးလို့ပြောတာ 오래 ဘာလို့ O လို့ရေးတာလဲမသိဘူးအကြာကြီးလို့ပြောတာ 오랫동안 ဆိုလဲအချိန်တော်တော်ကြာအောင် 오래 가다 ဆိုတော့တော်တော်ကြာတယ်ပေါ့ပြီး warning ကတော့အကြောင်းကြီး 요즘 이혼율이 높아지는 원인은 무엇입니까? 디들러 디 이혼 လုပ်တယ်ဆိုတော့ကွဲတာပေါ့နော်အိမ်အောင်ကွဲရတဲ့ U ကနှုန်းကိုပြောတာ percent rate ကိုပြောတာပေါ့နော်အဲ့လိုကွာရှင်းကြတဲ့နှုန်းတွေကမြင့်လာရတဲ့အကြောင်းရင်းကဘာများဖြစ်မလဲတဲ့ 인간ကတော့လူသား 인간은 사회적 동물이다 လူသားတွေဆိုတာက social animal တွေဖြစ်ပါတယ်တဲ့ 인간적 ဆိုရင်လူသားနဲ့သက်ဆိုင်တဲ့အရာတွေပြောတာပေါ့နော် 인간적 ခုနကပြောလို့ 인간적이다 ဆိုရင်လူသားဆန်တယ်ဒီလိုသုံးလို့ရတယ် 인간관계 ကတော့ human relationship ကိုပြောတာပေါ့နော်လူသားတွေရဲ့ဆက်ဆံရေးကိုပြောတာ 잃다 ကတော့ဆုံးရှုံးဒီ 건강을 잃지 않으려면 건강고 မဆုံးရှုံးမှုအတွက်ဆိုရင်ကျန်းမာရေးကိုမဆုံးရှုံးမှုအတွက်ဆိုရင် 꾸준한 운동을 꾸준히 လို့လည်းရေးလို့ရတယ်ဒါမှမဟုတ် 꾸준하다의 အဓိပ္ပာယ်ကလည်းဆက်တိုက်ဖြစ်တာပဲ 꾸준한 운동 ဆိုတာဆက်တိုက်ဖြစ်တဲ့အားကစားကို 해야 한다 ပြုလုပ်ရမယ် 자리 ကတော့နေရာပေါ့နော် 실례지만 자리 좀 바꿔주실 수 있나요? 알아나비면 နေရာလေးပြောင်းပေးလို့ရမှာအဲဆိုရင် 자리가 있다 없다 ဆိုရင်နေရာရှိတယ်မရှိဘူး 자리를 바꾸다 ဆိုရင်နေရာကိုလဲတယ်ပေါ့နောက်တစ်ခုက 조사하다가 쓸 땐 가우디 경찰은 이번 사건은 오늘에서야 조사하기 시작했다. 오케이, 조사하다의 리뷰야. 나를 그가 바리벨레 솔루션 스시라고 리냐마소인 조사လုပ်တယ်ဆိုတော့စစ်တမ်းကောက်တာမဟုတ်ပဲねစစ်စီးတယ်ဆိုတဲ့ review ဖြစ်တာလိမ့်မယ်အဲကြောင့်အနောက်ကဗီဒီယိုကိုဆက်ကြည့်ပါလို့ပြောချင်တာပေါ့နော်ကြည့်တဲ့လူတွေကတော့ဒီ meaning တွေရဲ့နောက်ထပ်အဓိပ္ပာယ်ကိုသိသွားလိမ့်မယ်အဲ့တော့ဒီရဲတွေကဒီတစ်ခေါက်ဒီအမှုကိုဒီနေ့မှစပြီးတော့စစ်ဆေးတယ်ပေါ့နော်စစ်တမ်းကောက်တယ်စစ်ဆေးမှုကိုစတင်တယ်ဂျိုစာဆိုတော့စစ်တမ်းဒါမှမဟုတ်ရင်စစ်ဆေးခြင်းဂျိုစာတွေတာဆိုရင်စစ်ဆေးတယ်ဂျိုစာကြောက်ကဆိုရင်စစ်တမ်းရလက်စစ်ဆေးမှုရလက်ပေါ့နော်နောက်တစ်ခုက 주민 ကဆိုတော့အဲ့နေထိုင်တဲ့ပြည်သူတွေဒေတာခံတွေကိုပြောတာ우리 아파트는 주민들의 편의를 위해서 노력하고 있습니다. အဲဆိုရင် apartment မှာနေတဲ့သူတွေကို 주민 လို့ခေါ်တာပေါ့နော်အဲ့တော့ဒီတိုက်ခန်းမှာနေတဲ့ပြည်သူတွေရဲ့တက်တောင့်တက်တာရှိဖို့အတွက်ကိုစူးစမ်းနေပါတယ် 주민 등록증 ဆိုလို့ရှိရင်ဒါကဒီ
ပြန်ရင်မြန်မာလိုဆိုမပုံတင်ကတ်ကိုပုံစံမျိုးနော်နောက်တစ်ခုကခြားကွာခြားချက်ခြားကြောင့်ဆိုရင်ကွာခြားတဲ့အချက်ကိုပြောတာ쌍둥이도많은 면에서 차이가 있는 것으로 나타났다. 어머리 랩의 슈령 어뮤뮤아니 과차제시리에 소비어 버터라 말해. 책임과 따윈 유무 따윈 가무. 이 일의 책임을 맡은 사람이 누구지요? 디얼롱의 따윈 유무고 따윈 가무고 렉한하야레루 따윈 유하야레루가 부르래. 책임감 소인 따윈 유레 세이버너 따윈 유무. 책임감이 강하다서 누가 따윈 유다때 세이시래. 책임지다 소인 따윈 유리 책임을 묻다 소인 따윈 유고고 메면에 따윈에 보나 책임을 다하다 소인 따윈 유리라 보나 ကဲဆိုရင်ရှင်နောက်တစ်ခုဆက်ပြီးတော့ကြည့်အောင်အဲ့ checking gum ကိုတစ်ချက်ပြန်ပြောမယ်ဆိုရင်စိတ်နဲ့ပတ်သက်တာเนาะအဲ့ဒါလေးနည်းနည်းမားမှာဆိုလို့ဘာလို့လဲဆိုတော့ပြောတဲ့အခါကျလို့ရှိရင်လေနည်းနည်းမိသွားကြတဲ့ပုံစံမျိုးရှိရပေါ့နော်ဘယ်လိုပြောမလဲ checking gum လို့ပြောလို့ရှိရင်တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အဲ့လိုမျိုးစိတ်ကိုပြောတာပေါ့အဲ့ကြောင့်โอเคနည်းနည်းလေးဆိုပြရ checking 감이 강하다လို့ပြောလို့ရှိရင်ဒီလူကတာဝန်ယူတတ်တဲ့စိတ်တာဝန်ခံတတ်တဲ့စိတ်ကပြင်းထန်တဲ့တရားရှိတယ်ပေါ့နော်အဲ့ဒီစိတ်ရှိရဆိုတဲ့ဒီမျိုးနဲ့တော့ပေါ့နော်အပြင်နောက်တစ်ခုက checking လို့မို့တာဆိုခုနကပြောလို့ပဲတာဝန်ယူခိုင်းတာပေါ့နော် checking လို့မို့တာလို့ပြောတယ်နောက်တစ်ခု checking မှာထားဟာတာဆိုလို့ရှိရင်အဲ့ဒီတာဝန်ယူပေးတာကိုပြောချင်တာပဲနော်တာဝန်အကုန်လုံးယူလိုက်တယ်ပေါ့တာဝန်ယူလိုက်တယ်သူ့ရဲ့တာဝန်တွေအကုန်လုံးလုပ်တယ်ပေါ့နောက်တစ်ခုက 행동하다가ကျတော့ပြုမှုနဲ့ပတ်သက်ပြီးတော့ 행동 ဆို action ဟုတ်နော်အဲ့တော့ 심각한 것을 행동할 수 있는 용기가 필요하다. 생각한 것을 တွေးထားတဲ့အရာတွေကို 행동할 수 있는 လက်တွေ့လုပ်နိုင်တဲ့ 용기가 필요하다. တတိတွေလိုအပ်ပါတယ်တဲ့နောက်တစ်ခု 확인하다가 쓰시리 공지사항은 미리 확인해 주십시오. 공지사항ဆိုတာကတော့ဒီ public ကိုကြေညာထားတဲ့ announcements တွေပေါ့နော်အဲ့လို announcements တွေကိုတဲ့ကြိုပြီးတော့စစ်ဆေးပေးပါတဲ့ 광고가 전야 텔레비전 광고를 보고 찾아오는 손님들이 늘어났습니다. TV 전야하고 TV로 라샤레 애들이 냐래 그만 사다사인 피부 냐래 급하다 소리시 알리노래 급하게 해결해야 할 일이 있어요. 알리엔즈로 거나 미얀 소리를 그랬어요. 미얀 채친 ဖြည့်ရှင်းရမယ်အလုပ်ရှိတယ် 급히ဆိုတာကလည်း alliance လို့ပဲ 성격이 급하다 ဆိုရှိမှပြောခဲ့လို့ပဲ 성격 ပေါ့နော် 실시하다ကတော့လက်တွေ့ဆောင်ရွက်တာကိုပြောတာ몇 년 전부터 초등학교에서 무료 급식을 실시하고 있어요. လွန်ခဲ့တဲ့နှစ်ကလေးကပေါ့နော်မူလတန်းကျောင်းတွေမှာ 무료 급식ဆိုတာကအခမဲ့နေ့လယ်စာကျွေးမွေးခြင်းကို 실시하고 있다 ဆိုတာလက်တွေ့ဆောင်ရွက်နေတယ် 작품가 들어 어느비냐 레야 이 작품은 최고의 걸작으로 평가를 받는다. 이 작품 들어 바비실람 디메디 어느비냐 레야거나 디 어느비냐 레야가 아래 아까운서 디 결작가 마스터피스로 아까운서 레야 아니네 위판진 카이마레 피드백 베이징 카이마레 뭐 땀만진 카이마레 뭐 평가가 피드백이너 저구저가로 떼줘라오네 됐어요. ပြီးတော့နောက်တစ်ခုကကိုယ်တိုင်လောက်တာမျိုးဆိုလဲ6ခု6ခုသုံးတယ်ပေါ့နော်စိုးကုတ်ကြော့ကကျတော့အဲ့လိုခိုင်းမှလောက်ဗာလဲစိုးကုတ်ကြော့ကအဲ့ဒါမဟုတ်ဘူးစိုးကုတ်ကြော့နဲ့6ခုကြော့ကဘယ်နေရာမှာသုံးသေးလဲဆိုလို့ရှိရင်လေအကျင့်စရိုက်တွေမှာသုံးတယ်6ခုကြော့성격과 적구적이다လို့ပြောလို့ရှိရင်အကျင့်စရိုက်ကတက်တက်ကြွကြွရှိရဲ့သူကိုယ်တိုင်အမြဲတက်ကြွပြီးသူကိုယ်တိုင်လိုက်လောက်တာမျိုးပေါ့နောက်တစ်ခုကစိုးကုတ်ကြော့ကကျတော့အဲ့လိုမျိုးမဟုတ်ပဲနဲ့သူ့အတူအေးဆေးပဲနေတတ်တဲ့အဲ့လိုဘာမှလည်းမလုပ်မတက်ကြွဘူးပေါ့နော်သူရဲ့စင်ကျင်ဘက်ဆိုတော့အဲ့လိုအချင်းပြိုင်မျိုးတွေမှာတုံးတက်တယ်သူကတူအေးဆေးဆေးပဲနေတတ်တဲ့ပုံစံလူတွေနဲ့မရောနှောပဲနဲ့နေတတ်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးဆိုစိုးကုတ်ကြော့ဂီတာလို့တုံးတက်တယ်ပေါ့နော်ဒါတော့ဗာလေဟွာနဲ့ပတ်သက်တာကိုပြောချင်တာလူတွေရဲ့အချင်းစရိုက်နဲ့ပတ်သက်တာကိုပြောချင်တာ그 문제를 해결하기 위해 적극적인 태도를 취하고 있다. 취하다고 여러분은 자부감이 되게는 어두가 취하다로ပြောလို့ရှိရင်အရက်မူတာအဲ့တော့အရက်မူတာနဲ့ပတ်သက်လို့ရှိရင်သူက취하다လို့ပြောတယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာကျတော့취하다နဲ့ပတ်သက်ပြီးသုံးတာမဟုတ်ဘူးဒီပြဿနာကတဲ့ဒီပြဿနာကိုဖြေရှင်းမှုအတွက်လို့တက်တက်ကြွကြွလုပ်တတ်တဲ့အကျင့်စရိုက်ကလိုအပ်တယ်လို့သူကပြောချင်တာပေါ့နော်လိုအပ်တယ်취하고 있다가ဒီနေရာမှာသူက showing နဲ့တုံးတယ်ပေါ့နော်အဲ့မှာတစ်ချက်ပြပြမယ် 취하다 ရဲ့အဓိပ္ပာယ်ကခုနကပြောလို့အရက်မူတာကိုလည်း 취하다 လို့တုံးတယ်နောက်တစ်ခုကကျတော့ဒီ
취하고 있다가စိတ်ပိုင်းဆိုင်ရာကိုပိုင်ဆိုင်နေပေါ့နော်ဒီစိတ်ကိုရှိထားတယ်ဆိုတဲ့အိဗယ်မျိုးနဲ့လည်းသုံးလို့ရတယ်နော်ဒီနေရာမှာအင်္ဂလိပ်လိုပါတာပြန်တာနည်းနည်းတစ်မျိုးဖြစ်သွားမယ်ထင်တဲ့ကြောင့်ပြန်ရှင်းပြတာပြဿနာဒီဟာကိုပိုင်ဆိုင်နေရှိတယ်ဆိုတဲ့အိဗယ်မျိုးနဲ့သုံးချင်တာခဏတစ်ခုဆက်သွားမယ်ဒီဘက်စာမျက်နှာမှာပေါ့နော်တူတဲ့စကားလုံးတွေနဲ့မတူတဲ့စကားလုံးတွေတစ်ချက်ရှင်းပြပေးမယ်ဒါပြီးတော့ကတော့မနေ့ကလည်းရှင်းပြခဲ့တယ်ဘာလဲဆိုတော့သူကအတိတ်ပဲအမျိုးမျိုးရှိတာတလုံးလေးနဲ့ပေါ့နော်နာဂတာကပထမအတိတ်ပဲဘာလဲဆိုလို့ရှိရင်ပါဝင်ဆင်နွှဲတာပေါ့ဥမာ Olympic ကနာဂဆို 되었습니다 Olympic ကိုဝင်ပြိုင်တာပေါ့နော်ပါဝင်တာမျိုးပြီးနာဂတာထွက်သွားတယ်ဘာကဲနာဂဆိုအပြင်ကိုထွက်ပြီးတော့노는 거 좋아하는 편이에요ကစားရတာကြိုက်တယ်လဲရတာကြိုက်တယ်နောက်တစ်ခုကကျတော့나가다가 꼭 놔라 뭐, 여러 사이트에서 물건이 나가다 보니 확인이 어렵습니다. 이 사이트도 몇몇 마디 BC야 양ထွက်သွား이 꼭 놔이 소리를 전부 스시보드 했대 뭐. 나르고야 회사를 나가다 소인 공무원이 알로ထွက်လိုက်တာ 뭐, 나 반니요 선진배 뭐, 거절하다는 승낙하다.အမြဲတမ်း တိတာကဒီ허락하다 왜ဒီကြားများတယ်ပေါ့နော်승낙하다တိတ်မတိဘူးဒါပေမဲ့ intermediate လို့ဒီ topic ဒီမှာဆိုရင် 승낙하다 လေးပါတတ်တယ် 거절하다ညင်ပယ်တာ 승낙하다 ကလက်ခံတာသဘောတူတာပေါ့နော်သဘောတူလက်ခံတာကိုပြောတာနောက်တစ်ခုကကျတော့사용하다နဲ့ 이용하다အတူတူပဲလားဆိုတော့တကယ်တော့သူတို့တူတယ်လို့ပြောတယ်ရတယ်여러분은ဒီတိုင်းတူတယ်လို့မှတ်လို့ရတယ်ပေါ့နော်ဒါပေမဲ့သူတို့ရဲ့ကွာခြားချက်လေးတွေကတော့ရှိပါတယ်နော်အဲ့ဒါတော့ topic မှာပြန်ပြီးမှတ်လို့ရတယ်ဘာလို့ဆိုတော့ 이용하다 လို့ပြောလို့ရှိရင်သူကနည်းနည်းလေးဘယ်လိုပြောရမလဲဆိုရင်ဒီလျှက်စစ်ပစ္စည်းတွေနဲ့ပတ်သက်တာမျိုးပေါ့နော်ပြီးသွားလို့ရှိရင်နောက်တစ်ခုကဒီအဲ့ဒါဘယ်လိုပြောလဲ교통수단အနေနဲ့ပတ်သက်ပြီးတော့အသုံးပြုတာမျိုးဆိုလို့ရှိရင်လေကိုယ့်အတွက်ပေါ့ပြချင်တာကဒီအသုံးပြုတဲ့လူအတွက်အကျိုးရှိတဲ့အရာတစ်ခုခုဆိုလို့ရှိရင် 이용하다 နဲ့သုံးကြတယ်ပေါ့နော်အဲ့လိုမျိုးအလွယ်မှတ်ကြတယ်ဥပမာဆိုရင် 지하철을 이용하다 ဆိုတော့ 지하철을 이용하다 ဆိုလို့ရှိရင်ဒါကိုယ့်အတွက်သုံးတယ်ဟုတ်တယ်နော်ကိုယ့်အတွက်သုံးတယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ကိုယ့်အတွက်အကျိုးရှိတယ်ဟုတ်ဆိုကိုယ့်တနေရာရာကိုရောက်ဖို့အတွက်အသုံးပြုတာပဲလေနော်အဲ့လိုနေရာမျိုးမှာဆိုလို့ရှိရင် 이용하다 ကိုအသုံးပြုတယ်လို့ပြောကြတယ်ပေါ့နော်ဒါတော့ 이용 နဲ့ 사용 နဲ့ကွာခြားချက်ကိုပဲပြချင်တာပေါ့နော်အဲ့လိုနည်းနည်းလေးတော့ကွာတယ်လို့ပြောတာ사용하다တော့ဒီတိုင်းသုံးတာပဲဘာပဲသုံးရတယ်ကိစ္စမရှိဘူးဒါပေမဲ့ 이용하다တော့ကိုယ့်အတွက်အကျိုးရှိမဲ့တခုခုအတွက်ကိုအသုံးပြုတာပေါ့အဲ့ဆိုဒိုကူတွေကကျတော့ဘယ်လိုသုံးလဲကြည့်အောင်사람처럼 도구를 사용하는 동물도 있습니다. လူတွေလိုမျိုးပဲပစ္စည်းတွေကိုအသုံးပြုတဲ့တိရစ္ဆာန်တွေရှိရဲ့အဲ့ဆိုဒီတိရစ္ဆာန်တွေဒီပစ္စည်းကိုအသုံးပြုတယ်ဒါဒီရိုးရိုးပဲအမှဒိုကူတို့이용하는 동물ဆိုတော့ပစ္စည်းတွေကိုအသုံးပြုတယ်ဘလို့အတွက်လဲအဲ့ဒီ동물ကသူ့အတွက်အကျိုးရှိတဲ့အရာကိုအသုံးပြုတာပဲမဟုတ်ဘူးလားအဲ့ဒါဆိုရင်이용နဲ့သုံးလို့ရတယ်ဒါကြောင့်사용ရော이용ရောသုံးလို့ရတယ်လို့ပြောထားတာနော်ကဲဒီလောက်ဆိုလို့ရှိရင်အခန်းလေးကိုရသွားမယ်လို့ထင်ပါတယ်ဆိုတော့ဒီနေ့က4ရက်မြောက်နေ့ဆိုတော့ဗာဆက်ပြီးတော့လုပ်ပါလေ4ရက်မြောက်နေ့ဒီအခန်း1ကိုပြန်ပြီးနှွေးမယ်အခန်း3ကိုပြန်ပြီးတော့နှွေးပါမယ်နော်အဲ့ဆိုအခန်း3ပြန်သွားကြည့်မယ်ဆိုတော့တစ်ခါလေးချရေးပါမယ်နော်ကဲအရင်ဆုံးအခန်း3ကိုနှွေးပါမယ်အခန်း3ဆိုပြီးပုံဟာတာအခုဗီဒီယိုလေးကိုခဏရက်ပြီးတော့ဒါလေးကိုကြည့်ပြီးတော့တစ်ခါလေးချရေးလိုက်နံပါတ်1ဆိုပြီးဘာဒိတ်ပဲလဲချီလူကျဲလို့ဘာဒိတ်ပဲလဲချုံမနာတာဘာဒိတ်ပဲလဲမမမိဘူးဆိုရင်ပြန်ကြည့်ပါနော်ဒါလေးကိုအရင်ရက်ပြီးတော့ပြန်ချရေးမယ်မမမိတဲ့စကားလုံးတွေဆိုရင်နောက်တစ်ခါ3ခါပြန်ချရေးမယ်ပြီးရင်ဒီနေ့ကအခန်း2ကနားတဲ့နေ့အခန်း2ကနားတဲ့နေ့အဲဆိုအခန်း1ကိုပြန်သွားမယ်ကဲအခန်း1ကတော့ဒီနေ့4ရက်မြောက်နေ့ဆိုတော့အေးဆေးလောက်ကတော့အေးဆေးဆေးလေးကတော့ဖြေလို့ရပြီလို့ထင်တယ်နော်မှာတော့ကဲအဲဆိုရင်အခန်း1ကိုလည်းစောက်တယ်မှာချရေးမယ်ဒီနေ့မားနေဒီလို့ရှင်9ခါရေးနော်ဒီနေ့ကတော့မမားနဲ့တော့မားနေတယ်9ခါရေးအဲဆိုရင်ချရေးပြီးပါလို့ရှင်နားလို့ရပါပြီ네 수고하셨습니다